ဒုတိယအင်္ဂလိပ်မြန်မာစစ်ပွဲရဲ့အဆုံးသတ်မှာမြန်မာနိုင်ငံဟာအဖိုးတန်တဲ့ပင်လယ်ထွက်ပေါက်အလုံးဆုံးရှုံးပြီးအရင်အထက်ပိုသွေးသွားသလိုပိုလဲအားနည်းသွားခဲ့ပါတယ်။အဲ့ဒီမှာမေးစရာရှိတာကဒီလိုအဖက်ဖက်ကရိုင်နှက်နေတဲ့တိုင်းပြည်ကိုမျိုးဆက်သက်ကောင်းဆောင်မှုတစ်ခုကတကယ်ပဲပြန်လည်ထူထောင်နိုင်ပါမလား။ကမ္ဘာလုံးဆိုင်ရာအင်ပါယာကြီးရဲ့မရေမလားချီတက်လာမှုကိုသူဘယ်လိုတားဆီးမလဲ။ဒီနေ့မှာတော့အဲ့ဒီခက်ခဲတဲ့စိန်ခေါ်မှုကိုရင်ဆိုင်ခဲ့ရတဲ့ပြည်နှပါဖြစ်သူမင်းလုံးမင်းရဲ့ဇာတ်လမ်းကိုပြပြပေးသွားမှာဖြစ်ပါတယ်။မင်းလုံးမင်းရဲ့ပြုပြင်ပြောင်းလဲရေးလမ်းစဉ်မှာအဓိကအကျဆုံးကတော့တိုင်းပြည်ရဲ့နည်းပညာနဲ့အုပ်ချုပ်ရေးယန္တရားကိုခက်မီအောင်ပြောင်းလဲဖို့ကြိုးပမ်းခဲ့တာပဲဖြစ်ပါတယ်။မင်းလုံးမင်းကြီးနဲ့ကနောင်မင်းသားတို့ဟာတိုင်းပြည်ကိုပြုပြင်ပြောင်းလဲဖို့အတွက်မြန်မာလူငယ်တွေကိုနိုင်ငံရခြားသည့်ပညာသင်တွေစီလွတ်ခဲ့ကြပါတယ်။အထူးသဖြင့်နန်းတွင်းမှုမှတ်တွေရဲ့သားတွေကိုစီလွတ်ခဲ့တာဖြစ်ပြီးတချို့ကအိန္ဒိယကျောင်းတွေမှာတက်ရောက်ခဲ့ကြသလိုတချို့ဆိုရင်အီတလီ၊ပြင်သစ်နဲ့ဂျာမနီနိုင်ငံတွေအထိတောင်သွားရောက်ပညာသင်ခဲ့ကြပါတယ်။1880နောက်ပိုင်းရောက်တဲ့အခါမှာတော့နေပြည်တော်ရဲ့အဆင့်မြင့်ရာထူးတွေမှာဒီလိုနိုင်ငံခြားပြန်ပညာတတ်အရာရှိတွေရှိနေခဲ့ပြီးသူတို့ဟာတိုင်းပြည်ခင်မီဖို့အတွက်ကြိုးပမ်းတဲ့နေရာမှာတအားပါဝင်ခဲ့ကြပါတယ်။ဒါအပြင်ကုန်းပေါင်ခေတ်စစ်တပ်ကိုလည်းစနစ်တကျပြန်လည်ဖွဲ့စည်းခဲ့ကြပါတယ်။စစ်ရုံတွေတည်ထောင်ပြီးအရင်ကသုံးခဲ့တဲ့ရှင်းအောင်တနတ်တွေစာခင်မီရိုင်ဖယ်တွေနဲ့ခဲယမ်းမိကျောက်တွေကိုကိုယ်တိုင်ထုတ်လုပ်ခဲ့ကြပါတယ်။မီတင်မော်ဆယ်စီးကိုလည်းတင်သွင်းခဲ့ပြီးပို့ဆောင်ရေးတွေမကပြည်တွင်းလုံခြုံရေးအတွက်ပါအသုံးပြုခဲ့ကြပါတယ်။ဤပညာပိုင်းရာနောက်ထပ်ခြေလှမ်းတစ်ခုအနေနဲ့မန္တလေးရန်ကုန်နဲ့အထက်မြန်မာပြည်ကမြို့တွေကိုဆက်သွယ်ပေးတဲ့ကျေးနန်းလိုင်းကိုလည်းတည်ဆောက်နိုင်ခဲ့ကြပါတယ်။ဒီလိုနည်းပညာအသစ်တွေနဲ့စက်မှုလုပ်ငန်းတွေကိုအကောင့်ထဲပေါ်နိုင်ဖို့အတွက်တိုင်းပြည်ရဲ့ဗန္ဒာရေးနဲ့ကုန်သွယ်မှုကဏ္ဍတွေကိုလည်းအပြောင်းလဲပြုလုပ်ခဲ့ရပါတယ်။အဲ့ချိန်ကမြစ်ဝကျော်ပေါ်ဒေသကိုဖိတိရှာတွေတင်ထားတာမို့စံစဘာကနေဝင်ငွေသိမ့်မရတော့ပါဘူး။ဒါကြောင့်ဝါကုန်းကိုအဓိကထားစိုက်ပျိုးစေပြီးတရုတ်နိုင်ငံပါဝင်နိုင်ငံတကာကိုတင်ပို့ခဲ့ပါတယ်။အဲ့အချိန်မှာအမေရိကန်ပြည်တွင်းစစ်ဖြစ်နေရကြောင်းကမ္ဘာစည်းကွက်မှာဝါခေါ်စည်းတွေထိုးတက်သွားခဲ့ပါတယ်။ဒါကိုခွဲကောင်းယူပြီးနိုင်ငံတကာကိုဝါခေါ်ပုံမတင်ပို့ကအမျက်စောတွေအများကြီးရရှိအောင်ပြုလုပ်နိုင်ခဲ့ပါတယ်။စီးပွားရေးနဲ့နည်းပညာတွေပြောင်းလဲလာတာနဲ့အမျှရာစုနှစ်နဲ့ချီအမြင့်တွယ်နေတဲ့အုပ်ချုပ်ရေးနဲ့စက်မှုထမ်းစနစ်ဟောင်းတွေကိုလည်းခေတ်သစ်စနစ်တွေနဲ့အစားထိုးခဲ့ပါတယ်။ပိုပြီးထူးခြားတဲ့ပြုပြင်ပြောင်းလဲမှုကတော့စက်မှုထမ်းစနစ်ကိုပြောင်းလဲလိုက်တာပါပဲ။အရင်ကတော့မိသားစုလိုက်အမျိုးစစ်ခံပြီးစက်မှုထမ်းရတဲ့စနစ်ရှိခဲ့ပေမဲ့မင်းတို့မင်းလက်ထက်မှာအဲ့ဒီစနစ်ကိုဖျက်သိမ်းပြီးအမြဲတက်မတော်ဖြစ်စနစ်တကျဖွဲ့စည်းလိုက်ပါတယ်။အချိန်တည်းမှာပဲအုပ်ချုပ်ရေးပိုင်းမှာလည်းရာစုနှစ်နဲ့ချီကျက်သုံးလာခဲ့တဲ့စနစ်ဟောင်းတွေကိုအမြင့်ကနေလမ်းပြီးပြုပြင်ခဲ့ပါတယ်။အရင်ကမျိုးစင်စင်အာဏာရှိခဲ့တဲ့ဒေသခံမျိုးစားရွာသားတွေရဲ့ဩဇာကိုရှော့ချလိုက်ပြီးမန္တလေးနေပြည်တော်ကတိုက်ရိုက်ခန့်အပ်တဲ့အရာရှိတွေနဲ့ပဲဗဟိုကနေစနစ်တကျထိန်းချုပ်ခဲ့ပါတယ်။အရင်ကမျိုးစားရွာသားတွေဟာသူတို့ပိုင်တဲ့နယ်မြေကနေအခေါ်စားပြီးဝင်ငွေရှာကြတာပါ။ဒါပေမဲ့စနစ်သစ်မှာတော့အစိုးရကပေးတဲ့လစာနဲ့ပဲရက်တီစီရဲ့လစာပေးစနစ်ကိုပြောင်းလဲလိုက်ပါတယ်။ဒီလိုအုပ်ချုပ်ရေးနဲ့နည်းပညာပိုင်းဆိုင်ရာပြုပြင်ပြောင်းလဲမှုတွေပြင်မြန်မာလူဖွဲ့စည်းမှာအစင်လာရအရေးပါတဲ့ဘာသာတနာရေးဆိုင်ရာကဏ္ဍတွေကိုလည်းအလေးထားဆောင်ရွက်ခဲ့တာတွေ့ရပါတယ်။မင်းကြီးဟာဘုန်းတော်ကြီးကျောင်းတွေဇေဒီပထိုးပေါင်းများစွာကိုတည်ထားကိုခဲ့သလိုရဟန်းတန်ခါထောင်ကြီးကိုလည်းပစ္စည်းလေးပါးနဲ့ထောက်ပံ့လူဒန်းခဲ့တဲ့သူပါ။အထူးသဖြင့်1881ခုနှစ်မှာကျင်းပခဲ့တဲ့ပြင်စမသင်္ကာရတနာတင်ပွဲကြီးဟာဆိုရင်မင်းတို့မင်းကြီးရဲ့အကြီးကျယ်ဆုံးသောတသနာပြုလုပ်ငန်းတစ်ခုဖြစ်သမိုင်းတွင်ခဲ့ပါတယ်။အဲ့ဒီပွဲကြီးမှာပိဋကတ်သုံးပုံကိုပြန်လည်တက်ဆင်မှုအတွက်ပြည်တွင်းပြည်ပကအဟမ်းတန်ကာတို့အပါပေါင်း24,000ကျော်ကြွားရောက်တော်မူခဲ့ကြပါတယ်။တက်ဆင်မိသားပိဋကတ်တော်တွေကိုတန်ကာတော်တွေကမန္တလေးတောင်ချီမှာ6လတန်းတိုင်းနေရောညပါရော့ဖက်ပူဇော်ခဲ့ကြသလိုတစ်ဖက်မှာလည်းနောင်လာနောင်သားတွေကာလရှိကြာဖတ်ရှုနိုင်အောင်ကျွမ်းကျင်တဲ့
ကျောက်စစ်ပညာရှင်တွေကကြီးမားတဲ့ကျောက်စာချက်900ကျော်ပေါ်မှာကျောက်ထက်အခရာတင်ခဲ့ကြပါတယ်။တကယ်တော့အဲ့ဒီချိန်ကမြန်မာပြည်ရဲ့ကျိုးပမ်းမှုတွေကတနိုင်ငံတည်းတိကျဖြစ်နေတာတော့မဟုတ်ပါဘူး။ဂျပန်၊ယူရီးယားနဲ့အီဂျစ်တွေကလည်းအနောက်တိုင်းရဲ့လွှမ်းမိုးမှုကိုရင်ဆိုင်ဖို့အသေးအတန်ခင်မီအောင်ကြိုးစားနေရကြတဲ့ခေတ်ပြန်တွေပါပဲ။အနည်းချုပ်ရမယ်ဆိုရင်မင်းတို့ရဲ့ပြုပြင်ပြောင်းလဲမှုတွေဟာအမျိုးမြင်ကြီးမားခဲ့သလိုတိုင်းပြည်ကိုနည်းပညာသစ်တွေနဲ့ချိတ်ဆက်ပေးနိုင်ခဲ့ပါတယ်။အောက်မြန်မာပြည်တစ်ခုလုံးသိမ်းယူထားတဲ့နယ်ချဲ့အင်ပါယာရဲ့ဖိအားတွေကြားထဲမှာမြန်မာနိုင်ငံဟာစိန်ခေါ်မှုများစွာကိုရင်ဆိုင်ခဲ့ရပေမဲ့လည်းဒီပြုပြင်ပြောင်းလဲမှုတွေဟာမြန်မာသမိုင်းမှာခင်မီနိုင်ငံတော်တစ်ခုဖြစ်ဖို့ကြိုးပမ်းခဲ့တဲ့သမိုင်းမှတ်တိုင်ကြီးတစ်ခုဖြစ်ယနေ့တိုင်ကျန်ရှိနေခဲ့တာဖြစ်ပါတယ်။